မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့အဖွဲကခီးပုတ်တီးတဲ့ကိုစောနွေးကနေပြီးတော့ခိုင်းဆိုတဲ့စကားပြောရမှာဖြစ်ပါတယ်ရိုးခိုင်မုံလို့ရင်တို့တိုးဝေးစေပါခိုင်းကျွန်တော်တို့တင်ဆက်ခဲ့တဲ့ချင်းတွေမှာကျွန်တော်နာမည်တွေပါကြပါတယ်မေတို့မအေးတို့ဟိုမြဆန်းကြီးတို့ဒီတစ်ခါတော့ကျွန်တော်တို့ခီးပုတ်ဆရာကနေပြီးတော့သူ့ရဲ့ idea နဲ့တော့ခိုင်းရင်တို့တိုးဝေးစေပါခိုင်းအောင်သူကနေပြီးဆိုမယ်ကျွန်တော်တို့တေးဆရာကျွန်တော်တို့ဒီပါလေသူကဆိုလေးဆိုထားလည်းမရှိပါဘူးကျွန်တော်တို့တေးဆရာကတော့ဆက်လီပန်းဖြစ်ပြီးတော့ကျွန်တော်တို့မူရင်းတေးတဲ့ရှင်ကို SK နဲ့တီဆိုထားခဲ့တော့ရင်တို့တိုးဝေးစေပါခိုင်းကဲဆရာကဲကင်မယ်ချဟဲ့မိုက်ချ
ကဲကျွန်တော်တို့